အခုတစ်ခေါက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာဖြစ်ပွားခဲ့တဲ့တနိုင်ငံလုံးကိုတုံ့လှုပ်သွားစေခဲ့တဲ့ဖြစ်ရဆိုတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါတက်တော်60ရှိပြီဖြစ်တဲ့ဆရာတော်တစ်ပါးကိုအသက်16နှစ်အရွယ်ခုနှစ်တန်းကျောင်းသားလေး2ယောက်ကဘာကြောင့်ဒီလောက်ထိရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ရတာလဲအခင်းဖြစ်နေရမှာကြံခဲ့တဲ့ဖုံးတလုံးကနေတရားခန့်ဒီကိုဘလို့ဖမ်းမိခဲ့တယ်လဲဆိုတာကြည့်ရှုခန်းစားကြည့်အောင်ပါပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့လာရှိုးမြို့ရက်ကွက်၄မှာရှိတဲ့မဟာဗောဓိယုံကျောင်းတိုက်အတွင်းမှာသွေးပက်စရာကောင်းတဲ့လူသက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အသက်ခံရသူကတော့ကျောင်းနိုင်မှာတရင်သုံးနေတဲ့ဆရာတော်ဦးကေတရာဖြစ်ပါတယ်။ဆရာတော်ဟာဦးခေါင်းမှာတူနဲ့အချင်းချင်းအထုခံထားတယ်လို့ဝမ်းပိုက်မှာလည်းဓာတ်နိုင်ရ12ချက်လောက်ထိရရှိပြီးရဲရဲဆက်ဆက်ပြန်လွန်တော်မူခဲ့ရတာပါ။၃အညိုအသေးရဲ့အစပြုပုံ the motive ထူးဆန်းတာကဒီလောက်ထိရဲရဲဆက်တဲ့လူသက်မှုကိုကျူးလွန်ခဲ့သူတွေဟာအသက်16နှစ်အရွယ်အထက်က6ကတတ်တမနန်ကျောင်းသားလေး2ယောက်ချင်းနေရပါပဲသူတို့ဘာကြောင့်ဒီလိုလုပ်ခဲ့ကြတာလဲတရင်ရင်မိသူရဲ့အဆိုအရအခင်းမဖြစ်ပွားခင်တရက်ကကျောင်းဝင်းအနီးမှာကျောင်းကစုရန်ဖြစ်နေကြတာကိုဆရာတော်ကတွေ့ခဲ့ပါတယ်ဆရာတော်ကရန်ပွဲကိုဟန်တာဖို့ကလေးခွန်းနဲ့ဖြစ်ခတ်ခဲ့ရမှာအခုကျူးလွန်သူကျောင်းသား2ယောက်ရဲ့လက်မောင်းကိုထိမှန်သွားခဲ့ပါတယ်ဒါကိုမချေနဲ့တဲ့ကျောင်းသားတွေကဆရာတော်ပေါ်ကညူးထားပြီးနောက်တနေ့မှာစွမ်းကတ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျောင်းထဲကိုလက်နက်တွေနဲ့အတူဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့မကောင်းမှုဆိုတာစိတ်ကြွယ်တာမရှိဆိုသလိုပါပဲ။ကျူးလွန်သူကျောင်းသားတွေဟာအခင်းဖြစ်ပွားရာနေရာမှာသူတို့ရဲ့လက်ကင်ဖုံးတစ်လုံးကိုကြားကြံခဲ့ပါတယ်။ဒီဖုံးဟာတရားခံတွေကိုဖော်ထုတ်ဖို့အတွက်အထူးသက်တည်ဖြစ်လာခဲ့ပြီးရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေဟာဒီဖုံးကသစင်ချီယာခန်းကဇန်နဝါရီလ29ရက်ညပိုင်းမှာပဲကျောင်းသား2ဦးလုံးကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒီဖြစ်ရဟာလူငယ်တွေအကြားဒေါသတရားကိုမထိန်ချုပ်နိုင်ဘူးနဲ့စာနာမှုကင်းမဲ့လာတဲ့အခြေအနေကိုပြသနေတာကြောင့်တကယ့်ကိုစိတ်မကောင်းစရာဖြစ်ရတဲ့ခုပါပဲပရိသတ်ကြီးအနေနဲ့ကတော့အခုလိုလူငယ်လေးတွေအပေါ်ဥပဒေအရဘလို့ဖြစ်တဲ့မျိုးပေးတဲ့နေလို့ထင်မြင်မိပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာအခုလိုထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး